2013 ခုနှစ်စက်တင်ဘာလ23ရက်ဓမ္မပညာသင်တန်းရတုမှတ်စဉ်နှစ်သုတ်တန္တအနှစ်ချုပ်ဘာသာရမဟာသတိပဋ္ဌာန်တော့စာမျက်နှာနံပါတ်4ဣရိယာပဋ္ဌပပ္ပဣရိယာပဋ္ဌအခမ်းမှာဣရိယာပဋ္ဌဆို body posture လူတွေရဲ့ကိုယ်ရဲ့အမှုအရာလျှောင်းထိုင်ရသွားဣရိယာပဋ္ဌအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကမ္မထာအထုတ်ပုံဒါလည်းကာယ ानु ပဒနာထဲမှာပါလို့ဒီမှာဟောတာအပိုက်နံပါတ်4ပုဏ္ဏစပရံဘိက္ခဝေဘိက္ခုကိစ္ဆန္တောဝါကိစ္ဆာမိတိပဇာနာတိတချောင်းပိုက်ထိတောဝါထိတောမိတိပဇာနာတိနိသိဏောဝါနိသိဏောမိတိပဇာနာတိတယာနောဝါတယာနောမိတိပဇာနာတိအဲ့တော့ကျန်တာလေးတွေအတူတူပဲကိစ္ဆန္တောဆိုတာသွားနေတာထိတောရပ်နေတာနိသိဏောထိုင်နေတာတယာနောလျှောင်းဆက်နေတာဣရိယာပု၄ပါးဒီအစင်နဲ့သွားတယ်ရက်တယ်ထိုင်တယ်လျှောင်းတယ်အဲ့ဒီဣရိယာပုလူတွေနေတယ်ဆိုတာဒီဣရိယာပု၄ခုနဲ့ပဲနေကြတာဒါလေးကိုပြောင်းလဲပြီးနေသည့်အတွက်ကြောင့်ဒုက္ခဆိုတာမထင်ရှားဘူးလို့ပြောတာဟုတ်တယ်တခုတည်းသာအသုံးပြုနေမယ်ဆိုရင်လူရဲ့ယုတ်ခန္ဓာကိုယ်ကြီးကပြိုလဲသွားမှာပဲသိချာသွားတဲ့အခါသွားလိုက်ရက်တဲ့အခါရက်လိုက်ထိုင်တဲ့အခါထိုင်လိုက်လျှောင်းတဲ့အခါလျှောင်းလိုက်လို့အပြောင်းလဲလုပ်ပြီးတော့တခုညောင်းရင်တခုပြောင်းပြီးတော့ဒီလိုနေသည့်အတွက်ကြောင့်ဒုက္ခတွေဟာခန္ဓာကိုယ်ရဲ့တကယ်ရှိနေတဲ့ဒုက္ခတွေဟာပေါ်မလာပဲနဲ့ပျောက်ပြီးတော့သွားတာဒါကြောင့်မို့ဒုက္ခလက္ခဏာမပေါ်ဘူးဆိုတာဘာကြောင့်မပေါ်တော့ဆိုဣရိယာပုကဖုံးထားလို့ဆိုတဲ့ဒီစကားကိုဝိသုဒ္ဓိမဲ့မှာလဲဆိုထားတာရှိတယ်ဣရိယာပုကဖုံးထားတဲ့အတွက်ကြောင့်ဒုက္ခလက္ခဏာမပေါ်ဘူးအဲ့တော့ဒီမှာဒီနေရာမှာဣရိယာပဋ္ဌပပ္ပအခမ်းမှာရှေးဥစွာဒီပါဠိရဲ့အဓိပ္ပာယ်လေးတွေသိရပုဏ္ဏစပရံပုဏ္ဏစဆိုတာပုဏ္ဏဆိုတာတဖန်အပရာနောက်တစ်မျိုးနောက်တစ်ခုကိုပြောတော့မယ်ဆိုတဲ့အခါမြတ်စွာဘုရားကာယ ानु ပဒနာကိုအာနာပါနနဲ့ပြောပြီးတဲ့အခါမှာဣရိယာပဋ္ဌာနဲ့ပြောမလို့ပုဏ္ဏစပရံနောက်ထပ်ဤတစ်မျိုးမှာကမ္မထာအထုတ်ဖို့နောက်ထပ်ကာယ ानु ပဒနာကမ္မထာအာယုန်တစ်မျိုးကိုပြောမယ်လို့ဘိက္ခဝေယဟန်တို့ပုဏ္ဏစပရံနောက်တစ်မျိုးကဘိက္ခုယဟန်သည်ကိစ္ဆန္တောဝါသွားနေစဉ်အခါမှာလဲကိစ္ဆန္တောဝါသွားနေစဉ်အခါမှာလဲကိစ္ဆာမိတိသွားနေသည်ဟု၍ပဇာနာတိသိဒီမှာတတိနဲ့အတိကိုပြောနေတာပဇာနာတိဆိုဉာဏ်ဖြစ်တာကိုပြောတာဒီဉာဏ်ဖြစ်တာဟာတတိမပါဘဲနဲ့ဉာဏ်မဖြစ်ဘူးဒါကြောင့်မို့လို့သွားနေတယ်လို့ဆိုတာတတိရှိပြီးတော့ဉာဏ်နဲ့တတိနဲ့ဖြစ်ပုံကိုပြောပြတာတတိနဲ့ဉာဏ်ဖြစ်ပုံကိုပြောပြတာနော်
ဒါလေးကကြည့်မယ်ဆိုရင်လွယ်လွယ်လေးလို့ထင်ရတယ်သွားနေတာသိတာပဲလို့ဒီလိုထင်ကောင်းထင်နေတယ်စဉ်ဆက်မပြတ်သိဖို့ကြတော့ခက်ခဲတယ်ပေါ့နော်လူကထိုင်းနေပြီလို့ထိုင်းနေတာလို့မသိဘူးဟိုတွေးဒီတွေးနေရက်နေရင်လည်းရက်နေတယ်လို့မသိဘူးလျောင်းနေရင်လည်းလျောင်းနေတယ်လို့မသိဘူးဟိုတွေးဒီတွေးနေပဲအချိန်ကုန်သွားတယ်ကိုယ်ပါလုံးနေတယ်ဆိုတာမသိဘူးဘာနဲ့တူတော့ဆိုရင်စိတ်ဟာလူတယောက်ဟာဥပမာပဲလူတယောက်ဟာအိန္ဒိကားတွေဖွင့်ပြီးတော့ရှောက်လဲနေတာနဲ့တူတူပဲစိတ်ဟာလည်းခန္ဓာကိုယ်နဲ့ကပ်မနေပဲနဲ့ရှောက်သွားနေတာနဲ့တူတယ်ခန္ဓာကိုယ်ကြီးဒီတိုင်းထားပြီးတော့ရုပ်ခန္ဓာကိုယ်ကြီးဒီတိုင်းထားပြီးရှောက်လဲနေတယ်တကားတွေဖွင့်ပြီးရှောက်လွယ်နေတယ်ဆိုတော့အိမ်ထဲကပစ္စည်းတွေပျောက်မှာပဲသိကြတယ်ဒီမှာပျောက်เสียပစ္စည်းတွေကဘာတွေတုံးဆိုကုသိုလ်တရားတွေပျောက်သွားမှာပေါ့တတိတွေလည်းပျောက်သွားတာပဲပညာတွေလည်းပျောက်သွားတာအဲ့တော့ပျောက်သွားတယ်ဆိုတာသူကသူပျောက်သွားတာတော့မဟုတ်ပြင်ဘက်ကခိုးရင်တဲ့လူတွေဝင်ခိုးသွားတာတို့အကောင်လောင်တွေကဝင်စားသွားတာတို့ဒါမျိုးတွေလို့အာယုံ၅ပါးကာမဂုဏ်တရားတွေကနဲ့ပူပေါင်းပြီးတော့အဲ့ဒီအာယုံပြုတ်ပြီးတော့လောဘတွေဒေါသတွေမောဟတွေကနေပြီးတော့ဝင်ဖြစ်စည်းသွားတယ်လို့ဒီလိုတွေးမယ်ဆိုရင်အဲ့ဒီအဓိပ္ပာယ်အတိုင်းပဲမှန်ဒါကြောင့်မလို့တတိကပ်ဖို့တတိတံစဉ္ညာရှိဖို့ဆိုတာဟောတာဘိက္ခဝေယံတို့ဘိက္ခုယောဂီယဟန်သည်ကိစ္ဆန္တောဝါသွားနေစေအခါမှာလဲကိစ္ဆမိတိသွားနေသည်ဟု၍ပါဇာနာတိသိ၏ထိတော်ဝါရနေစေအခါမှာလဲပဲထိတော်အမိနော်ကိစ္ဆမိဟိုတခုတည်းဒါကြတော့နှစ်ပုဒ်တွဲထားတာထိတော်ရနေသည်အမိဖြစ်ထိတော်အမိထိတော်မိလို့ဖတ်တယ်ထိတော်အမိတိဒီမှာငါရနေတယ်ဆိုတဲ့အဓိပ္ပာယ်ပဲသူကနော်ငါနဲ့ကိုယ့်ကိုပြန်ပြောတဲ့စကားမို့ဒါ first person နဲ့ထားတာအမိဆိုတာကိစ္ဆာမိတို့အမိတို့ပတ်စံသုံးမျိုးဆိုလို့ရှိရင်နော်ငါဆိုတာနဲ့ထားတယ်ပေါ့ထိတော်အမိထိတော်အမိတိရနေသည်ဟု၍ပါဇာနာတိသိနိသိဏောဝါထိုင်းနေစဉ်အခါမှာလည်းပဲနိသိဏောအမိထိုင်းနေသည်ဟု၍ပါဇာနာတိသိတရားနောဝါလျောင်းဆက်နေတဲ့အချိန်မှာလဲတရားနောအမိလျောင်းဆက်နေသည်ဟု၍ပါဇာနာတိသိတတိတရားနဲ့တမ္ပစညာတရားဒီနှစ်ခုလေ့ကျင့်တာလို့ဒီလိုဆိုလို့အဲ့တော့ဒီနေရာမှာဒီစာပိုက်လေးရတော့ဒါရှင်းရှင်းလေးပဲနော်သွားနေစဲမှာသွားနေတယ်လို့သိရတယ်ရက်နေစဲမှာရက်နေတယ်လို့သိတယ်ထိုင်းနေစဲမှာထိုင်းနေတယ်လို့သိတယ်အိတ်နေစဲမှာလျောင်းနေစဲမှာလျောင်းနေတယ်လို့သိတယ်အဲ့ဒီမှာအထက်ကရာပြောထားတဲ့စကားလေးတစ်ခုရှိတယ်တက္ကရာပြောထားတာဘာလို့ဆိုရင်ကာမန္တောနသင်္ကာလာရောပိကိစ္ဆန္တာကိစ္ဆမာတိဇာနန္တိအိမ်ခွေးတော်ခွေးတွေတောင်းမှပဲတဲ့သူတို့သွားနေရင်သွားနေတယ်လို့သိတယ်တဲ့သူပြောပုံကနော်သိတယ်ဒီနေရာမှာတဲ့အဲ့ဒီလိုသိတာမျိုးကိုပြောတာမဟုတ်ဘူးတဲ့သူဆိုတယ်အဲ့ဒီလိုပြောတာမဟုတ်ဘူးတဲ့နပနေတံဧဝရူပံဇာနနံတန္တာယဟုတ်တံမြတ်စွာဘုရားသွားရင်သွားတယ်လို့သိတာဟာဆိုလိုတာသူကပြောတာတိရစ္ဆာန်တွေသိနေတဲ့အတိမျိုးပြောတာမဟုတ်ဘူးတဲ့တိရစ္ဆာန်တွေတော့ငါသွားနေရင်သွားနေတယ်လို့သိနိုင်တယ်ပေါ့လေအဲ့ဒီအတိမျိုးကိုပြောတာမဟုတ်ဘူးတဲ့အဲ့ဒီအတိမျိုးဟာတတ္တုပလတ္ထိနပစေဟတိ
တရားဆိုတဲ့အယူဆတစ်ခုကိုမဖြောက်နိုင်ဘူးတဲ့ငါသွားတယ်ငါပြေးတယ်ငါသွားနေတယ်ဆိုတရားဆိုတဲ့အယူဆကိုမဖြောက်နိုင်ဘူးတဲ့အယူကိုမဖြောက်နိုင်အတ္တသင်ညာနဩဃတေတိအတ္တဆိုတဲ့အမှတ်ထင်မှတ်မှားမှုကြီးကိုမခွာနိုင်ဘူးလို့ကမ္မထာနဝါတတိပဋ္ဌာနာဘာဝနာဝါနာဟောတိကမ္မထာလည်းမဟုတ်ဘူးတဲ့တတိပဋ္ဌာနာဘာဝနာလည်းမဟုတ်ဘူးမဖြစ်ဘူးတဲ့အဲ့လိုအတိမျိုးသူတို့ဆိုလို့အဲ့တော့ဒီလိုပြောပြီးတော့ဘာပြောလို့ဆိုအခုဒီယောဂီယဟန်ရဲ့အတိဟာတဲ့တရားဆိုတဲ့မှားယွင်းတဲ့အယူဆကိုဖယ်ရှားနိုင်ရမယ်အတ္တဆိုတဲ့မှားယွင်းတဲ့ထင်မြင်ချက်အတွေးကြီးမှတ်ထင်မှုကြီးကိုဖယ်ရှားနိုင်ရမယ်အဲ့ဒါမှကမ္မထာလည်းဖြစ်မယ်တတိပဋ္ဌာနာဘာဝနာလည်းဖြစ်မယ်ဆိုပြီးလူပြောတယ်ထဲရာတွေလူဖွင့်ထားတယ်အဲ့တော့သွားတာကိုသွားတဲ့လူလေးတွေသိဖို့လို့ဆိုလိုတာမဟုတ်ဘူးသွားတာဟာဘယ်သူလဲဆိုတာကိုစူးစမ်းလေ့လာမှုဖြင့်မှတ်ဖို့ရအောင်ဆိုလိုတယ်လို့ဒါထက်ကရာဆိုတယ်ဘယ်လိုလေ့လာရမလဲလို့ဆိုလို့ရှင်အေးဘယ်သူသွားတာလဲဘယ်သူသွားတာလဲဆိုပြောရင်ငါသွားတာလို့ပြောမှာဆိုအဲ့တော့ဘယ်သူသွားတာလဲအဲ့မှာတရားသွားတာလည်းမဟုတ်ဘူးပုဂ္ဂိုလ်သွားတာလည်းမဟုတ်ဘူးဘယ်သူရဲ့သွားခြင်းမှလည်းမဟုတ်ဘူးတရားရဲ့သွားခြင်းလည်းမဟုတ်ဘူးပုဂ္ဂိုလ်ရဲ့သွားခြင်းလည်းမဟုတ်ဘူးမြည်သူရဲ့သွားခြင်းမှမဟုတ်ဘူးဒါဖြင့်ဘာကြောင့်သွားမှုဆိုတာဖြစ်တာလဲဆိုသွားခြင်းတဲ့စိတ်ကလေးအရင်ပေါ်လာတယ်တဲ့သွားခြင်းတဲ့စိတ်ကလေးကနေထုတ်လုပ်လိုက်တဲ့ဝါယောဓာတ်ရဲ့စွမ်းအားနဲ့သွားတာတဲ့ဒီလိုဆိုလို့အဲ့ဒီထီအောင်သိဖို့ထေရနော်သွားမယ်ဆိုတဲ့စိတ်လေးအရင်ပေါ်လာတယ်တဲ့အဲ့ဒီသွားမယ်ဆိုတဲ့စိတ်ကလေးကဝါယောဓာတ်ကလေးကိုမွေးထုတ်လိုက်တယ်ဒူလာပါလေးရဲ့ဆွဲနေတာလေဖြတ်နေရင်တော့မွေးထုတ်လို့မရဘူးအဲ့ဒါနော်သွားခြင်းနဲ့စိတ်ရှိမယ်လှုပ်လို့မရတော့အဲ့ထက်တော့လေအဲ့တော့အဲ့ဒီစိတ်ကလေးကဝါယောဆိုတဲ့ဝါယောဓာတုဆိုတဲ့စိတ်တစဝါယောကိုဖြစ်စေလိုက်တယ်အဲ့ဒီဝါယောကလှုပ်ရှားမှုအမူအရာလှုပ်ရှားမှုအမူအရာဆိုတဲ့ကာယဝိညာဉ်ကိုဖြစ်စေလိုက်တယ်အဲ့ဒါလို့ဖြစ်စေလိုက်တဲ့အခါကျတော့မှဝါယောဓာတ်ရဲ့စွမ်းအားနဲ့လူရဲ့ခန္ဓာကိုယ်ကြီးကရွေ့ပြီးတော့သွားနေတာလို့ဆိုလိုတယ်နော်ဝါယောဓာတ်နဲ့စွမ်းအားနဲ့ရှေ့ရွေ့အဲ့ဒါလို့ထီအောင်မြင်ရမယ်လို့ဒီလိုဆိုတာဒါအထက်ကရာအတိုင်းထက်ကရာဆိုတာ tradition ပဲဒီတရားထုတ်တဲ့အခါမှာဒီတိုင်းအားထုတ်တယ်သွားရင်သွားတယ်လို့သိနေတဲ့ဟာမျိုးဒါကိုဆိုလိုတာမဟုတ်ဘူးတဲ့နော်ဒါကိုဆိုလိုတာမဟုတ်ဘူးစဉ်းစားသွားတယ်ဆိုတဲ့အချိန်မှာစဉ်းစားဘယ်သူသွားတာလဲငါသွားတာလားသူသွားတာလားပုဂ္ဂိုလ်တရားသွားနေတာလားဆိုတာသူကသွားတာမဟုတ်ဘူးဖြစ်လာတဲ့သဘာဝတရားလေးတွေကိုကြည့်လိုက်တဲ့အခါသွားခြင်းတဲ့စိတ်လေးပေါ်လာပါလားအဲ့သွားခြင်းတဲ့စိတ်ကလေးကလှုပ်ရှားနိုင်တဲ့ဝါယောဓာတ်တစ်ခုကိုထုတ်လုပ်လိုက်တယ်အဲ့ဒီဝါယောဓာတ်ကကာယဝိညာဉ်ဆိုတဲ့ကိုယ်မူရာတစ်ခုကိုဖြစ်ပေါ်စေတော့ခန္ဓာကိုယ်ကြီးရွေ့သွားတာပါလားကားမောင်းရင်လည်းစဉ်းစားကြည့်ပေါ့စတာတာလေးနဲ့အင်ဂျင်စက်ကိုနှိုးလိုက်တာဘက်ထရီအားနဲ့ကားစတာတာနဲ့စလိုက်တယ်စလိုက်တဲ့အခါကျတော့မှစတီယာရင်ကင်ပြီးတော့နော်ရှေ့ကိုရွှေ့မဲ့ဟာကိုနှိပ်လိုက်တဲ့အခါကျတော့သူကကားရေးရှေ့ရွေ့သွားတာပဲဒီ procedure တွေရှိတာပဲကားမောင်းတော့လေနော်အဲ့ဒီကျမကားဟာရှေ့ကိုသွားတယ်ဆိုတာဖြစ်တာတော့ကားမောင်းတဲ့ဥပမာကိုကြည့်
လူမှလည်းဒီတိုင်းပဲနံပါတ်1သွားနေတဲ့အချိန်မှာသွားနေတယ်လို့သိဖို့ရအတွက်သွားခြင်းတဲ့စိတ်လေးအရင်ပေါ်လာတယ်သွားခြင်းတဲ့စိတ်ကလေးကဝါယောဓာတ်ကိုဖြစ်စေလိုက်တယ်ဖြစ်စေလိုက်တဲ့ဝါယောဓာတ်ကထပ်ဆင့်ပြီးတော့ကာယဝိညာဉ်လေးကိုမွေးထုတ်လိုက်ပြန်တယ်ဖြစ်စေလိုက်ပြန်တယ်အဲ့ဒီဝါယောနဲ့ကာယကတော့ဝိညာဉ်ကလည်းစိတ်ကြောင့်ဖြစ်တာပဲနော်ဝါယောကြောင့်ဖြစ်တာတော့မဟုတ်ဘူးသူကကာယဝိညာဉ်ဆိုတော့လည်းစိတ်ကြောင့်ဖြစ်တာပဲသို့တော့အဆင့်ဆင့်သဘောကိုရွယ်ပြီးတော့ဒီမှာရေးတာနော်ဆင့်ဆင့်သဘောကိုရွယ်ပြီးတော့ရေးတာအထက်ကရာမှာကိစ္ဆာမိတိစိတ်တံဥပ္ပစ္စတိသွားမယ်ဆိုတဲ့စိတ်ကလေးရင်ဖြစ်တယ်တံဝါယံစနေတိသူကဝါယောဓာတ်ကိုဖြစ်စေလိုက်တယ်ဝါယောဝိညာဉ်တေစနေတိဝါယောဝိညာဉ်ကိုဖြစ်စေတယ်ဆိုမှန်တော့အဘိဓမ္မထသင်္ကမှာဝိညာတိဒွါယံစိတ်တစမေဝလို့သာပြောတာနော်ဝါယောစမေဝလို့မဆိုဘူးဝါယောကြောင့်ဖြစ်တယ်လို့မဆိုဘူးစိတ်ကြောင့်ဖြစ်တယ်လို့ပဲပြောတာနော်အဲ့တော့ဆိုလိုတာသွားခြင်းတဲ့စိတ်ကလေးကနေပြီးတော့ဝါယောတ္တတို့ကာယဝိညာဉ်တို့ကိုမွေးထုတ်လိုက်လို့ရှေ့ကိုရွေ့ခြင်းဆိုတဲ့စင်ဆက်မပြတ်သူကအင်ဂျင်စလိုက်တဲ့အခါအဲ့ဒီအင်ဂျင်နဲ့နော်ဂီယာတို့ဘာတို့ပေါ့လေအကုန်လုံးလုတ်ပြီးတော့နင်းလိုက်လို့ရှေ့ကိုဒီဟာတွေအကုန်လုံးစုံသွားလို့ကားဟာရွေ့သွားတာအဲ့တော့လူရဲ့သွားခြင်းဆိုတာလေအဲ့တိုင်းပဲလို့ဒီလိုဆိုလို့တယ်တခုတည်းကြောင့်သွားတာမဟုတ်ဘူးအဲ့ဒီထိအောင်နှလုံးသွင်းဆင်ခြင်ရမယ်လို့ထက္ကရာမှာဒီလိုဆိုတယ်အဲ့ဒါလို့နှလုံးမသွင်းမှုဆိုရင်ငါသွားတယ်ဆိုတဲ့အတွေ့တရားဝါသွားတယ်ဆိုတဲ့အတွေ့အတ္တရဲ့လှုပ်ဆောင်မှုဆိုတဲ့အမှားယွင်းတဲ့ဒီအထင်အမြင်တွေဟာပျောက်မှာမဟုတ်ဘူးတဲ့သွားရင်သွားတယ်နဲ့ဒီလိုလေးတွေမှတ်နေလို့မပျောက်ဘူးလို့သူဆိုတယ်နော်ဒါအထက်ကရာဆိုအဲ့တော့ဒီနေရာမှာမဟာစီဆရာတော်ဘုရားကြီးကတော့မှတ်ချက်တစ်ခုပေးထားတယ်အထက်ကရာမှာဒီလိုဆိုတယ်တဲ့ဒါပေမဲ့လို့သွားရင်သွားတယ်ဆိုတဲ့အပေါ်လေးမှာတောင်တတိဖြစ်ဖို့အမတန်ခဲပါတယ်တဲ့နော်သွားရင်သွားတယ်လို့မှတ်နိုင်ဖို့တောင်မှပဲလူရဲ့စိတ်ကလွင့်ပြန်သွားတာဆိုတော့မှတ်နိုင်ဖို့အမတန်ခက်တယ်တဲ့ဒါကြောင့်မို့အစပထမတော့သွားရင်သွားတယ်လို့ဒီမှတ်တဲ့စိတ်လေးနဲ့ပဲစရမှာပါလို့မဟာစီဆရာတော်ကြီးကတော့ဒီနေရာလေးကိုဖြည့်ပေးထားတာပေါ့နော်ဖြည့်ပေးထားလို့ခဏကမ္မထမ်းနေမှာအားထုတ်ရင်သွားရင်သွားတယ်လို့သိတယ်စားရင်စားတယ်လို့သိရတဲ့ဟာတွေဖြစ်လာနော်သို့တော့ဒါတတိဆိုတာလေးတော့ပဲဖြစ်တယ်ပညာမပါသေးဘူးလို့ပြောခုပါဇာနာတိဆိုတဲ့အပိုင်းမရောက်ဘူးလို့ဆိုရမှာပေါ့သွားရင်သွားတယ်လို့ဆိုတာလေးကခုနသွားရင်သွားတယ်ဆိုတဲ့အမူအရာလေးကိုကြည့်တယ်ထိုင်ရင်ထိုင်တယ်ဆိုတဲ့အမူအရာလေးကိုကြည့်တယ်အဲ့ဒီအမူအရာလေးတွေပြောမယ်ဆိုရင်အာယုန်နဲ့တတိနဲ့ကပ်နေတဲ့သဘောလောက်ပဲရှိအောင်ပဲနော်ပညာမပါသေးဘူးအခုတက္ကရာဖွင့်ရကြတော့ပညာပါလာတယ်အသိပညာတစ်ခုပါလာတယ်အဲ့ဒီပညာပါသည်ထီအောင်လုပ်ရမယ်လို့ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မှကမ္မထမ်းဖြစ်လိမ့်မယ်ဆရာတော်ကြီးမရှိတာလေမှန်တယ်ဘာလို့လို့ဆိုတော့ချက်ချင်းကြီးမှဒီလိုအသိသိဖို့ဆိုတာအမှန်တမ်းခဲနေတာပေါ့အဲ့ဒါကြောင့်မလို့သွားတယ်ကိုသွားတယ်လို့ပဲသိနေတာဒီအာယုလေးနဲ့စိတ်လေးနဲ့တတိလေးဖြစ်နေပုံလေးကွာတတိဖြစ်မှုအတွက်အထောက်အကူတစ်ခုရတယ်အဲ့ဒီတတိဖြစ်ပါများလာပြီဆိုတော့မှအသိပညာလိုက်လာမယ်နောက်ကပသနာတိဆိုတာအဲ့ဒီအဆင့်မတက်ဖက်နဲ့သွားရင်သွားတယ်လေးနဲ့တင်ရနေလို့ကတော့ဖြစ်မှာမဟုတ်ဘူးပေါ့ဒါပြောတာနော်အဲ့တော့ထေရဖွင့်တဲ့အတိုင်းဆိုလို့ရှိရင်တာမန်တိရစ္ဆာန်တွေသိတဲ့အသိမျိုးမဟုတ်ဘူးအမှန်တန်အဆင့်မြင့်တဲ့အသိလို့ဆိုလိုတယ်ဒါမှကမ္မထမ်းဖြစ်မယ်ဒါလည်းမှန်တာပဲမှန်တာပဲငါသွားတယ်ဆိုတာပျောက်သွားဖို့လိုတယ်သွားတယ်ဆိုတဲ့နေရာမှာဘာတွေဖြစ်နေတာတုံးတွေးကြည့်လိုက်လို့ရှိရင်သွားခြင်းနဲ့စိတ်ရဲ့
ဝါယောဓာတ်ရဲ့ကာယဝိညာဉ်ရဲ့သူတို့ဥဆောင်နေတဲ့လှုပ်ရှားမှုကြောင့်ဖြစ်ပေါ်နေတဲ့ရုပ်တရားတွေရဲ့နံတရားတွေရဲ့ဒါတွေပဲဖြစ်နေတာပဲလေဒါတွေဖြစ်နေသည့်အတွက်ကြောင့်သူသွားတာငါသွားတာတရဝသွားတာပုဂ္ဂိုလ်သွားတာမရှိတော့ဒီတရားတွေဖြစ်တာလို့ပဲမြင်သွားတယ်သွားရင်တဲ့စိတ်ကဥဆောင်လာတဲ့ယုံ nant တရားတွေဖြစ်တာဒါကြောင့်မို့သွားမှုဆိုတာဖြစ်နေတယ်လို့ဒီလိုထိအောင်အသိရှိရမယ်ဓမ္မကမ္မထာဘာဝနာဖြစ်မယ်လို့ဒါထက္ကရာတွေမှာဒီလိုပဲရှင်းပြီးတော့ရေးထားတာเนาะဒါတတိထားဖို့ပေါ့တတိထားဖို့ဟုတ်ပြီထိတောဝါထိတောမိတိပသနာတိထိတောဝါရက်နေစေအခါမှာလည်းပဲထိတောအမိတိရက်နေသည်ဟူ၍ပသနာတိသိ၏အမှတ်ရယုံနေမဟုတ်ဘူးမှတ်ယုံနေမဟုတ်ဘူးသိတာပညာနဲ့သိတာဒီမှာလဲရချင်တဲ့စိတ်ရဲ့ရချင်တဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့သဘာဝတရားယုတ်တရားတွေရဲ့နော်အဲရချင်တဲ့ဆိုတဲ့စိတ်ကဖြစ်လာတယ်ဖြစ်လာပြီးတော့ရက်မှုဆိုတဲ့ဝါယောဓာတ်ကိုချုပ်တီးပေးတဲ့ကာယဝိညာဉ်တို့ဇာနဲ့ယုတ်တရားတွေတို့ဒီလိုဖြစ်သွားတာဖြစ်လာတာပဲဖြစ်လာသည့်အတွက်ကြောင့်ရက်မှုဆိုတာဖြစ်တယ်တဲ့ဒီလိုဆိုလိုတာနော်အလုံးဟာလှုပ်ရှားမှုတွေပါလေအလုံးဟာဝါယောပဲလေမြန်ကြီးတောင်မှကောင်းကင်ပြန်တက်တယ်ဆိုတာဒီဝါယောအားနဲ့ပဲတက်ထားပဲလေပြေးလမ်းပေါ်ပြေးလိုက်တယ်ဆိုတာအင်ဂျင်ရဲ့အပူနဲ့ပြေးလမ်းပေါ်ပြေးလိုက်တဲ့အခါမှာအင်မတန်ကြီးမားတဲ့လေထုကြီးဖြစ်ပေါ်လာအင်ဂျင်ရဲ့အပူကြောင့်ဒီဖိအားတွေဟာလေးလံတဲ့အရာကြီးဟာပေါ်ပါပြီးတော့သွားပြီးတော့အထက်ကိုမြောက်တက်သွားတာအဲ့ဒါဝါယောနဲ့တေဇောပူပေါင်းပြီးတော့အလှုပ်လှုပ်လိုက်တာပဲဝါယောနဲ့တေဇောပူပေါင်းပြီးတော့လှုပ်လိုက်တာပူလို့ရှိရင်လေဖြစ်လာတယ်လေဖြစ်လာတဲ့အခါလွင့်ပြန်သွားတယ်ဒါပဲပြန်ဆင်းပြီဆိုတဲ့အခါကျတော့အပူချိန်ကိုလျှော့တယ်လေကိုအန်ထုတ်ပစ်တယ်လျှော့ချတယ်ပထဝီနဲ့အာဘောကရောက်လာတယ်ရင်ကုန်သင်္ဘောကြီးတစ်စင်းဆိုလို့ရှိရင်လည်းကြည့်လေရေထဲငုတ်ချင်ပြီဆိုပိုက်ထဲရေတွေသွင်းလိုက်တာဟုတ်စားရေတွေသွင်းလိုက်တဲ့အခါကျတော့မြုပ်သွားတာပဲအပေါ်ခြင်းပြီဆိုလို့ရှိရင်ရေတွေထုတ်လိုက်တာပဲဒါဒီဓာတ်ကြီးလေးပါးရဲ့ဒီအလုံးဆောင်မှုတွေကျွဲမှန်ပထဝီနဲ့အာဘောကအောက်ကိုဆွဲတယ်တေဇောနဲ့ဝါယောအပေါ်ကိုတက်တယ်ဘိန်းတော်ဆရာတွေလည်းအဲ့ဒါပဲလေဘိန်းတော်ဆရာတွေလည်းအဲ့ဒါပဲဒါပထဝီဇာဒါတေဇောဇာဒါအာဘောဇာနဲ့ဆိုတာတွေရှိတယ်ဘိန်းတော်စိတ်ကူချမ်းနေမှာကြည့်မယ်ဆိုရင်အဲ့တော့ဒီဒါသဘာဝကိုပြောပြအဲ့ဒီတိုင်းပဲဒီမှာသဘာဝတရားတွေဖြစ်ပြီးတော့ဒီလိုသွားတဲ့အနေထားထိအောင်ငါမပါစေနဲ့ငါသူမပါစေနဲ့သရဝါဆိုတာမပါစေနဲ့သဘာဝတရားတက်တာဖြစ်တယ်ဆိုတာဒီလေရတ်တော်မယ်ဆိုတဲ့နံပါတ်1ကရချင်တဲ့စိတ်ရချင်တဲ့စိတ်ကလှုပ်ရှားတဲ့ဝါယောကိုသူလျှော့ချလိုက်တာပေါ့လူတွေကနားထဲကမကြားလိုက်လို့သာရှူးဆိုပြီးလေထုတ်ပြစ်တာနဲ့တူတူပဲဘာမှမထူးရှုတ်ချလိုက်တဲ့အခါရှေ့ကိုရွှေ့လောက်အောင်အားမရှိတော့ရပ်သွားစိတ်ကခလုတ်ပဲဒီမှာစိတ်ကဖြစ်စေနေတာဒါတွေအကုန်လုံးအဲ့တော့စိတ်ကြည်လားဆိုတော့ဘယ်ဟုတ်မလဲအရာရာမှာပူပေါင်းဆောင်ရတာစိတ်ကတော့ရှိတယ်ဆိုင်ရာကြွက်သားတွေတို့ကြောတွေတို့ဒါတွေကအလုံးမလုံးတော့ဘူးထိန်းနေပြက်နေပြီဆိုရင်တော့လည်းဘယ်ဖြစ်မလဲကားရစီတက်မောင်းရင်ဆက်တော်နှိုးလို့ရတယ်
escalator တော့လည်းမရှိဘူး steering လည်းမရှိဘူးဆိုဘယ်လိုလုပ်နော်ကျန်တဲ့ခလုတ်တွေပြတ်နေတယ်ဆိုဘယ်လိုလုပ်မရဘူးလေအဲ့ဒီသဘောပဲတရားလေအစုံပဲတစ်ခုတည်းမှမဟုတ်တာခန္ဓာကိုယ်မှာလည်းပဲတစ်ခုပြတ်နေတယ်ဆိုလို့ရှိရင်တော့ရွေးလို့ရမှာမဟုတ်ရောင်းဖို့လေးဖြတ်နေတဲ့သူကိုယ့်လက်ကိုယ်တောင်မကျင်တောင်မလို့မရပါခြေတော်လှမ်းကျင်တယ်လှမ်းလို့မရဒီလိုဆိုလိုတာပေါ့နော်အဲ့တော့ဒီတဘာဝတရားတွေရဲ့ပူပေါင်းဆောင်ရွက်မှုဆိုတဲ့သဘောကိုသိရမယ်လို့ဒီလိုဆိုတာအဲ့ဒါတွေပါသိဖို့လိုတယ်အဲ့တော့သွားရင်သွားတယ်လို့မှတ်နေတာတတိထိုင်ရင်ထိုင်တယ်လို့မှတ်နေတာရက်ရင်ရက်တယ်လို့မှတ်တာထိုင်ရင်ထိုင်တယ်လို့မှတ်တာလျောင်းရင်လျောင်းတယ်လို့မှတ်နေတာတတိပဲမွေးနေသေးတာအဲ့ဒီကနေစပြီးတော့အခုပြောတဲ့အဆင့်ကိုရောက်လာမှာလို့ဒီလိုဆိုလို့တယ်နော်ဒီအဆင့်ကိုရောက်အောင်သွားဒီအဆင့်မှာမရောက်လို့ရှိရင်တတိသာရှိပြီးအတိမဖြစ်ဘူးလို့ပြောမှာပဲတတိနဲ့တမ္စင်ညာတွဲဖက်ပြီးတော့သွားထိုင်နေရင်လည်းကြည့်ခန္ဓာကိုယ်ကြီးအောက်ဤကျသွားတာစိတ်ကနေဖန်တီးပေးနေတာထိုင်နေတယ်ဆိုတဲ့စိတ်ကလေးအရင်ပေါ်လာတယ်ပေါ်လာတဲ့အခါကျတော့သူကဝါယောဓာတ်ကိုဖြစ်စေတယ်ဝိညာဉ်ကိုဖြစ်စေတယ်အဲ့ဒီကနေပြီးတော့စိတ်ဥဆောင်တဲ့ဝါယောဓာတ်ရဲ့လှုပ်ရှားမှုအတိုင်းသူကအောက်ကိုဆွဲချလိုက်တော့ထိုင်သွားတာပေါ့ဒါပဲပေါ့အဲ့မှာငါထိုင်တာမဟုတ်ဘူးဘာတွေဖြစ်တာတော့ဆိုထိုင်နေတဲ့စိတ်ရဲ့ဝါယောဓာတ်ရဲ့ဝိညာဉ်ရဲ့ဉာဏ်နဲ့ယုတ်တရားနံတရားတွေရဲ့ဒါဖြစ်တာလို့ပြောဒီထဲမှာငါမပါဘူးတရားဝါမပါဘူးသဘာဝတရားတွေတက်တက်ပေါင်းစပ်ပြီးတော့ဖြစ်တာကားမောင်းတဲ့အခါမှာဒရိုင်ဘာကစိတ်နဲ့အလားတရံတူတယ်ဉာဏ်နဲ့စက်ကရိယာတွေကယုံ nant နေနဲ့အလားတရံတူတယ်ပေါ့အဲ့တော့စိတ်ကြည့်ရောဖြစ်သလားဆိုဘယ်ဖြစ်မှာဘက်ထရီဒေါင်းနေနှုတ်တော့မရဒရိုင်ဘာဘာမှမတတ်နိုင်ဘက်ထရီဒေါင်းနေနှုတ်လို့တော့မရစီးကုန်းနေလည်းနှုတ်မရအဲ့တော့အားလုံးဟာစုံညီတယ်အကြောင်းပေါင်းစုံရမယ်အဲ့တော့ဒီစိတ်ရှိတိုင်းလည်းအကုန်လုံးလို့မရဘူးစိတ်ကလည်းအလုံးဆောင်နိုင်တယ်ဘက်ထရီကလည်းကောင်းတယ်အင်ဂျင်ကလည်းကောင်းတယ်စီလည်းရှိတယ်ဆိုတဲ့အခါမှာကားဟာရွေရှားပြေးလွှားသွားတဲ့အနေအထားမျိုးရောက်သွားတာပေါ့ဒီသဘောပဲလူတွေရဲ့ခန္ဓာကိုယ်ဟာလည်းဒီပုံစံပဲပူပေါင်းပြီးတော့လှုပ်ဆောင်မှုဆိုတာဒါတွေကိုမြင်ရမယ်လို့ပြောရတာအဲ့တော့သွားတယ်ထိုင်တယ်ရက်တယ်လေးနဲ့ဒီလောက်လေးနဲ့ငါကမ္မထမ်းရပြီလို့တော့မအောင်မိတ်နေနဲ့ပေါ့ဒီတိုင်းဆိုအဲ့တော့ဒီသဘောတွေကိုအကုန်လုံးစဉ်းစားဆင်ခြင်နိုင်ရမယ်တဲ့အဲ့ဒါလို့သိပြီဆိုတဲ့အခါမှာတရားဝါသွားတယ်တရားဝါရက်တယ်တရားဝါထိုင်တယ်နော်တရားဝါလျောင်းတယ်ဆိုတာမရှိတော့ဘူးတရားဝါဆိုတဲ့အတွေးတွေပျောက်သွားပြီဩဒီသဘာဝတရားတွေကြောင့်ဖြစ်နေတာပါလားလို့ဒီလိုဆိုလို့တယ်ဒါအင်မတန်မှသဘာဝကြတယ်လေသဘာဝတရားအတိုင်းပဲတရားရှင်းပြောတဲ့စကားတွေပဲတရားအထက်ကရာကရှင်းပြောတဲ့စကားတွေအဲ့ဒါသိရမယ်တဲ့ဒါဣရိယာပဋ္ဌာ၄ပါးဟောနောက်တစ်ခုကတက္ကရာမှာတိတဲ့ကြဲကြဲတောင်ဖွင့်ထားသေးတယ်နော်ထားလိုက်တော့ဒါတော့ဆိုထင်ရှားတယ်ဆိုလိုတာစိတ်ဟာကားမောင်းနေဆိုရင်စိတ်ဟာဒရိုင်ဘာနေရာမှာရှိတယ်ဒရိုင်ဘာနေရာမှာရှိတယ်ကျန်တာတွေကရုပ်တွေနံနေလို့ဒီလိုမှတ်ရမယ်ရုပ်သေးရုပ်ဆိုလို့ရှိရင်စိတ်ဟာကျိုးဆွဲတဲ့သမားနေရာမှာရှိတယ်ကျန်တာတွေကရုပ်တရားတွေနံတရားတွေပဲဖြစ်တယ်ဒီထဲမှာတရဝါဆိုတာမပါဘူးဒါကြောင့်မို့ကောနာမအဋ္ဌသောတတ်တော်ဒီနေရာမှာဘယ်မှာတရဝါဆိုတာရှိမလဲဆိုင်ရာအကြောင်းတွေခင်းပြီးတော့ဘာမှမဖြစ်ဘူးတဲ့သူ့ရဲ့စွမ်းစားနဲ့လည်းဘာမှမလုံနိုင်ဘူးတဲ့နော်ဘာမှမလုံနိုင်ဘူးအလုံးပူပေါင်းမှဖြစ်တယ်
သူရဲ့အစွမ်းဖြစ်တာမဟုတ်ဘူးဒါမို့တခါတော့ဂျာမနီနိုင်ငံမှာဗိဓမာသင်တန်းသွားပို့ချရင်းဟာနေဂျာမနီ30လောက်ရှိတယ်ပေါ့သူဒီသဘောကိုပူပေါင်းဆောင်ရတဲ့သဘောကိုရှင်းပြပြီးသူတို့ပြောတယ်အေး highway ပေါ်မှာကားတစ်စင်းမောင်းပြီးတော့ပြေးနေတယ်ဆိုရင်မင်းတို့ဘယ်သူအဓိကလို့အကြောင်းတရားကဘယ်သူအဓိကလို့ထင်တယ်လဲလို့ဆိုတော့ဂျာမန်တယောက်ကလွတ်ခနဲ့ဖြေလိုက်တာ driver တဲ့အေး driver ဆိုလို့ရှိရင်ငါကဝါယာကြိုးလေးတစ်ချောင်းဖြတ်မယ်လို့မင်းဟုတ်စီကိုထုတ်ယူလိုက်မယ်လို့ဆိုတော့ကြံတဲ့လူတွေကသဘောပေါက်သွားတော့ equally important အဲ့ဒါပဲ equally important အားလုံးကစုပေါင်းလုပ်တာ driver ကဘာတတ်နိုင်သူ့ရဲ့ကိစ္စသူလုံးနိုင်တဲ့ကိစ္စ driving ပဲမောင်းနေညင်းတာအလုပ်ဘိန်းလို့လမ်းပေါ်မှာသူမပြေးနိုင်ဘူးလေ engine လို့လည်းအပူမပေးနိုင်ဘူးလေ battery လို့လည်းပဲစွမ်းအားဖြည့်မပေးနိုင်ဘူးလေစီကိစ္စလည်းသူမလုံးနိုင်ဘူးအဲ့တော့ driver ရဲ့ကိစ္စက driving ပဲမောင်းခြင်းအလုပ်ကလေးတစ်ခုပဲလုပ်တယ်သူလုပ်တာကျန်တဲ့အလုပ်တွေက battery အလုပ် battery ကလုပ်ရမယ် engine အလုပ် engine ကလုပ်ရမယ်ဘိန်းအလုပ်ဘိန်းကလုပ်ရမယ်ကျန်တဲ့အစိတ်ပိုင်းတွေကလည်းသူတို့အလုပ်ကလေးတွေရှိတာကြီးပဲအဲ့ဒါကြောင့်မို့လို့ equally important လို့ပြောတာဘယ်သူအရေးကြီးဆုံးတော့ဆိုရင်တာမန်တွက်လိုက်ရင် driver အရေးကြီးဆုံးလို့ဖြေကြတယ်တခြားရှင်းပြလိုက်တဲ့အခါကျတော့ equally important နဲ့အဖြေမှန်ကနော်တညီတဲ့အရေးကြီးတယ်ဟုတ်တယ်လူမှာစိတ်ကအရေးကြီးတာလားလို့မေးလိုက်ရင်ခုလိုသွားတဲ့နေရာမှာသွားကျင်တဲ့စိတ်ကအရေးကြီးတာလားအဲ့လိုဖြေလိုက်ရင်အေးလေဖြတ်နေဘယ်လိုလုပ်သွားကျင်တဲ့စိတ်တော့ရှိတယ်လေဖြတ်နေဘယ်လိုလုပ်သွားနိုင်ဘူးဒါမှမဟုတ် equally important ပဲအဲ့ဒီသဘောကိုမှတ်သားကြရတယ်ပေါ့ဒီလိုဆိုလို့လားဟုတ်ပြီနောက်တစ်ပိုက်ကိုပြောမယ်ယထာဝါပနတ္တကာယောပဏိဟိတောဟောတိတချောင်းပိုက်တထာနံပသနာတိဒါကစကားကိုကုံအောင်ပြောလိုက်တာကုံပြောမယ်ပေါ့ဝါပနကုံပြောလိုက်မယ်ယထာကာယောပဏိဟိတောဟောတိတထာယထာဆိုတာကမင်နာကိုပြောတာနော်ပြန်ရုပ်ပြန်စဉ်လေးကိုပြန်ပြမယ်ဆိုရင်ယထာအကျဉ်ချင်းရအဖြစ်အတ္တထိုယောဂီပုဂ္ဂိုလ်သည်ဤကာယောကိုသည်ပဏိဟိတောထားအပ်သည်ဟောတိဖြစ်တထာထိုထားသောအချင်းရအဖြစ်နန္ထိုကာယကိုပသနာတိသည်ခန္ဓာကိုယ်အနေထားအခုက၄ခုတည်းတင်ပြောလိုက်တာလေသွားနေတာရပ်နေတာထိုင်းနေတာလျောင်းနေတာဒီမြဟာတွေရှိသေးတယ်လေရီးနေတာမရှိဘူးလားငိုနေတာဆဲနေတာဒါတွေလည်းရှိသေးတယ်လေစကားပြောနေတာရုပ်အနေထားအမျိုးစုံပဲတစ်ခုလုံနေတယ်ဓမင်းစားနေတယ်ဒါတွေလည်းရှိသေးတယ်ခန္ဓာကိုယ်အမူအရာတွေထဲမှာအများကြီးရှိတယ်အဲ့ဒါကြောင့်မို့လို့ကိုယ်ကာယကြီးဟာဆိုတော့စကိတ်စီးနေတာရောမပါဘူးလားတန်းခုန်နေတာလည်းပါတာပဲအကုန်လုံးဒီတိုင်းပဲအာဂတလုံနေတာတော့အကုန်လုံးဒီထဲမှာပါတယ်လေအကုန်လုံးဒီထဲမှာပါတယ်ဘာကြွမ်းပြနေလို့ကြိုးရမ်းရှောင်းနေတာတော့ခြေတော်ကလေးတစ်ဖက်ကလေးနဲ့လှည့်ရမ်းနေတာတော့မျိုးစုံပဲပေါ့အဲ့ဒါဒီအကုန်လုံးဂုံမိတော့အောင်လို့ဘုရားပြောတာယထာဝါပနတ္တကာယောပဏိဟိတောခန္ဓာကိုယ်ကြီးဘလို့အနေထားနဲ့ထားအဲ့ဒီထားတဲ့အနေထားတိုင်းနဲ့ကာယကိုသိရမယ်ယထာတထာရှိနေတဲ့အနေထားတိုင်းအတ္တထုပုဂ္ဂိုလ်ဤကာယောကိုယ်သည်ပဏိဟိတောယထာတထာပဏိဟိတောထားတဲ့အတိုင်းပဲနန္ထိုကာယကိုပသနာတိသိခန္ဓာကိုယ်အနေထားအတိုင်းသိပါလို့ဆိုလို့သူဝါရာအတိုင်းလေးသိပေါ့ခန္ဓာကိုယ်နေထားအတိုင်းဝါရာလေးအတိုင်းသိ
အဲ့တော့ဒီထဲမှာထည့်ပြီးတော့မဟာစီဆရာတော်ဘုရားကြီးကဖောင်းနေပိတ်နေဆိုတော့ဒီထဲကိုထည့်ပြဘိုက်ကြီးဖောင်းတက်လာတယ်ဘိုက်ကြီးချိုက်ကျသွားတယ်နော်တချို့ကဒီနှလုံးခုန်တာလဲမှတ်ထားရှိတယ်ငယ်ဒိတ်မှာဒိတ်နဲ့ဖြစ်နေတာ heart beat နဲ့မှတ်ထားတယ်ရှိအဲ့တော့ဘာပဲဖြစ်ဖြစ်ခန္ဓာကိုယ်ထဲမှာမှတ်เสียအာယုန်တစ်ခုကိုမှတ်ထားတယ်ဒီထဲမှာအကျုံးဝင်သွားတာပဲလို့ဆိုလိုတယ်ပြီးတော့ဒါဣရိယာပုနဲ့ပတ်သက်ပြီးတော့ဘယ်လိုအနေအထားမျိုးခန္ဓာကိုယ်ရှိနေအဲ့ဒီရှိတဲ့အနေအထားတိုင်းမှတ်ပါလို့ခြုံငုံပြီးတော့ပြောပြလိုက်တာဒါ၄ခုကိုသာတရုပ်ဖော်ပြီးတော့ကျန်တာခန္ဓာကိုယ်အမူအရာတွေရှိနေတဲ့အတိုင်းသာမှတ်ပါဒီလိုဆိုတယ်ဟုတ်ပြီဒါဣရိယာပဋ္ဌာဆိုတာအရေးကြီးတဲ့လူခန္ဓာကိုယ်မှာအရေးကြီးတဲ့လှုပ်ရှားမှုကြီးတွေပြီးပြီဆိုတဲ့အခါကျတော့ဝိပဿနာကူးသွားတယ်ပေါ့ဣရိယာပဋ္ဌပပမှာခုနကိုယ့်ရဲ့ဣရိယာပုတ်လို့သူတစ်ပါးရဲ့ဣရိယာပုတ်တွေအားလုံးကိုကြည့်ပြီးတော့ဟိုတိုင်းပဲဒါကဣရိယာပုတ်တွေမှတ်ရင်ကနေခုနသဘာဝတရားတွေတွေးရှိပြီးတော့လာတယ်တွေးရှိလာလို့အဲ့ဒီယုံ nant တရားတွေဟာအစ္ဆဒမှာပဲဖြစ်ဖြစ်ဗေဒမှာပဲဖြစ်ဖြစ်ဒါတွေဟာကာယနဲ့ပတ်သက်နေလို့ကာယရူပကာယနာမကာယလို့ဒီလိုခေါ်တယ်လို့ကာယဆိုတဲ့ဝေါဟာရအောင်မှတ်သွားတယ်ဣတိဤသို့လင်အစ္ဆဒံကွာကာယေမိမိကာယ၌လေကာယ ानु ပတိကာယလို့အဖန်မှန်ရှုလျက်ဝိဟရတိနေဗဟိတဝါကာယေအပြင်ဘသူတစ်ပါး၏ကာယ၌လေကာယ ानु ပတိကာယဟုဖန်မှန်ရှုလျက်ဝိဟရတိနေရှေ့ဟာနဲ့အဓိပ္ပာယ်တွေတူတူပဲနော်ဘာသာပြန်အစ္ဆဒဗဟိတဝါကာယေမိမိကာယဗဟိတဖြစ်တဲ့သူတစ်ပါးရဲ့ကာယမှာလည်းပဲကာယ ानु ပတိကာယလို့ဖန်မှန်ရှုသည်ဖြစ်ဝိရတိနေသမထနာဉာဏ်ဖြစ်ပုံအဲ့ဒီကနေတဆင့်တက်လာတယ်ကာယသမိန်ကာယ၌ရုပ်ပေါင်းနံပေါင်းပေါ့သမုဒယဓမ္မာနုပတိဝါဖြစ်ကြောင်းတရားကိုရှုလျက်လဲဝိဟရတိနေကာယသမိန်ကာယ၌ဝေယဓမ္မာနုပတိဝါချုပ်ငိမ့်ကြောင်းတရားကိုရှုလျက်လဲချုပ်ပြက်ကြောင်းတရားကိုရှုလျက်လဲဝေရတိနေသမုဒယဝေယကာယသမိန်ကာယ၌သမုဒယဝေယဓမ္မာနုပတိဝါဖြစ်ကြောင်းတရားတလှဲ့ချုပ်ကြောင်းတရားတလှဲ့ရှုမှတ်လျက်ဒီဝေရတိနေဥရိယပြညာဖြစ်တာကိုကြည့်တယ်ပြက်တာကိုကြည့်တယ်အကြောင်းကရှုထောင့်ကနေကြည့်တယ်ဟာသမုဒယဓမ္မဝေယဓမ္မនិရောဓဓမ္မနဲ့တူတူပဲဒါကြောင့်သမုဒယဓမ္မនិရောဓဓမ္မလို့ဆိုလိုတာပဲဒါဥရိယပြညာဖြစ်ပုံအဋ္ဌိကာယောတိဝါပနတ္တတတိပိစုပဋ္ဌိတာဟောတိယာဝဒေဝညာနမတ္တယပဋိတ္တိမတ္တယအဲ့ကြမှာပုတ်ဖြတ်ရမှာနော်ယာဝဒေဝညာနမတ္တယဉာဏ်ဖြစ်ယုံအတိုင်းတာမျှတာယာဝဒေဝပဋိတ္တိမတ္တယအမြဲတမ်းဆွဲထင်နေသောတတိဖြစ်ယုံအတိုင်းတာမျှတာအတ္တထုယောဂီပုဂ္ဂိုလ်ဤအဋ္ဌိကာယောတိကိုယ်ကာယသာရှိနေတယ်လို့တတိတရားသည်ပစ္စုပဋ္ဌိတာဆွဲမြဲစွာတည်ရှိနေသည်ဟောတိဖြစ်ကာယပေါ်မှာတတိလေးဆွဲမြဲစွာတည်ရှိနေတယ်ဘာအတွက်လဲသိနေဖို့တတိရှိနေဖို့တတိနဲ့အတိနော်တတိလည်းရှိရမယ်အတိညာလည်းရှိနေရမယ်တတိမပိုင်ဉာဏ်မဖြစ်ဘူးဒီလိုဆိုလို့လေနော်တတိနဲ့ဉာဏ်ဟာတွဲဖက်ထားတယ်ဉာဏ်မပါတဲ့တတိဟာလည်းအပြော့တယ်
အပြန်လှန်သူကဉာဏ်မပါတဲ့တတိသည်အာမရှိဘူးတတိမပါပဲဉာဏ်မဖြစ်ဘူးဉာဏ်မပါတဲ့တတိဟာလည်းအာမရှိဘူးဒီလိုမှတ်ချက်ရေးအနိတိတောသဝိဟရတိတချောင်းပိုက်အနိတိတောသတဏှာအမြင်ဒိဋ္ဌိအမြင်ကိုမိတွဲနေတဲ့မမိတွဲပဲဝိဟရတိနေဘယ်အာယုံပဲကြည့်လိုက်တဏှာနဲ့မပတ်သက်ဘူးဒိဋ္ဌိနဲ့မပတ်သက်ဘူးမာရွဲနဲ့အမြင်မရှိဘူးတဏှာနဲ့မပတ်သက်ဘူးဒိဋ္ဌိဆိုရယ်မာရွဲနဲ့အမြင်နဲ့မပတ်သက်ဘူးနသကိဉ္စီလောကေဥပါတိယတိလောကေလောကမှာကိဉ္စီဘာကိုမြနသဥပါတိယတိဆွဲလန်းမှုမရှိဘေခွေယံတို့နိခုံဧဝံပိခောဤလိုလဲဤနည်းအားဖြင့်လဲဘေခွေယံသည်ကာယေကာယ၌ကာယ ानु ပတ္တိကာယဟုဖမှန်ရှုသည်ဖြစ်ဝေရတိနေ၏တော့ကာ ानु ပတ္တနာတရားအထုတ်ပုံလေးတွေကိုပြောနေကာယနဲ့ဆက်ဆက်နေတာတွေကြီးပဲဘယ်ဟာနဲ့သွားဒီပုံစံပဲသွားတယ်ဝိပဿနာကိုရင်တော့ယုံနဲ့နံပဲအလုံးဟာအာယုံဒီဣရိယာပဋ္ဌပပကသူကစရတဲ့ကပါဠနာတိသိတယ်ဆိုတဲ့ကစိတ်ရဲ့ဝါယောဓာတ်ရဲ့ဝိညာဉ်ရဲ့ဒါတွေကိုအရင်သိနေတော့တာလေအဲ့တော့စိတ်နဲ့ဝါယောဓာတ်ကတော့တရားရှုရမယ့်အရာဖြစ်တယ်ဝိညာဉ်ကတော့တရားရှုတဲ့ဟာမဟုတ်ဘူးဝိညာဉ်ဆိုတဲ့ယုတ်ကိုကတော့ဘာလို့လဲဆိုဝိညာဉ်ဆိုတာဝါယောဓာတ်ရဲ့လှုပ်ရှားမှုတစ်ခုများတာဖြစ်လို့ယုတ်အစစ်မဟုတ်ဘူးရုပ်အစစ်မဟုတ်သည့်အတွက်ကြောင့်နိစ္စဒုက္ခအနတ္တလို့ဆင်ញင်သုံးသပ်ရတဲ့တရားမဟုတ်ဘူးပေါ့ဒီလိုဆိုတယ်ဒီနေရာမှာဣရိယာပုတ်၄ပါးကို၄ပါးလုံးကိုဒီစိတ်နဲ့ဆုံပေးနေတဲ့ဣရိယာပုတ်၄ပါးလုံးကိုအမှတ်ရနေတဲ့တတိအဲ့ဒီတတိလေးဟာဒုက္ခသစ္စာပဲအဲ့ဒီတတိလေးကိုဖြစ်စေတတ်တဲ့ရှေးဘဝကတဏှာဟာသမုဒယသစ္စာပဲအဲ့ဒီဒုက္ခသစ္စာနဲ့သမုဒယသစ္စာနှစ်မျိုးလုံးမဖြစ်တော့တာကនិရောဓသစ္စာတဲ့ဒုက္ခသစ္စာကိုသိတယ်သမုဒယသစ္စာကိုပယ်တယ်និရောဓကိုအာယုံပြုတ်ပြီးတော့ဖြစ်ပေါ်လာတဲ့အရိယာမက်ကမက်ကသစ္စာလို့သစ္စာ၄ပါးကိုချုပ်ပြတာဒါအထက်ကရာအာနာပါနာတော့ကလည်းဒီတိုင်းချုပ်ပြတာပဲတတိယဒုက္ခသစ္စာတတိယအကြောင်းတရားကသမုဒယသစ္စာဆိုပြီးတော့ရှေးဘဝမှာရှိတဲ့တဏှာကိုကောက်ပြီးတော့သုံးတယ်ဒါလည်းကာယ ानु ပဒနာသတိပဋ္ဌာန်တစ်ခုပဲတဲ့နောက်တစ်ခုတတိယမြောက်အခန်းတမ္ပဇာနာပပ္ပတမ္ပဇာနာဆိုတာပုဂ္ဂိုလ်ကိုရည်ညွှန်းတယ်တမ္ပဇင်ညဆိုတာကြတော့ဉာဏ်ကိုရည်ညွှန်းတယ်တမ္ပဇာနာဆိုတာသိသောပုဂ္ဂိုလ်တမ္ပဇင်ညဆိုတာတမ္ပဇင်ညဆိုတာကြတော့အသိဉာဏ်ဆင်ញင်တဲ့အသိဉာဏ်ဒီနေရာမှာတမ္ပဇင်ညပပ္ပလို့လဲခေါင်းစဉ်တတ်တယ်တမ္ပဇင်ညပပ္ပဉာဏ်ကိုဆိုလို့ပုဏ္ဏသပရံဘိက္ခဝေဘိက္ခုအဘိက္ခန္တိပဋိက္ခန္တိသံဇာနာကာရီဟောတိဟောတိလေးတွေရဲ့နောက်ကတစ်ချောင်းပိုက်လေးထည့်အာလောကိတေဝီလောကိတေသံဇာနာကာရီဟောတိသမေဇိတေပတာရိတေသံဇာနာကာရီဟောတိတံဃာတိပတ္တစီဝရဓာရဏေသံဇာနာကာရီဟောတိဒီခုနကတော့
ဣရိယာပုတ်ကြီး၄ပါးနဲ့ဆက်ဆက်ပြီးတော့တတိထားပုံနေသိပုံကိုပြောပြတာအခုကကြတော့သိနေတာမဟုတ်ဘူးသူကအသိနဲ့လှုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပြောခုနကသူဖြစ်နေတာကိုသိတာသွားတယ်ဆိုတာဘယ်လိုသွားတာတုံးဆိုတဲ့အသွားရဲ့ဖြစ်မှုကိုသိတာခုနအခုကကြတော့အသေးစိတ်လေးတွေမှာသူကအသိနဲ့အလုံးလုံးနေတယ်တတိနဲ့အသိနဲ့နှစ်ခုအလုံးလုံးနေတယ်သမ္မာနာကာဆင်ခြင်တုံတရားနဲ့လုံးနေတာသုံးပုံလေးချင်းမတူဘူးဒါကြောင့်ဒီပိုက်လေးကိုအ내တိတ်ပဲအရင်မှတ်ကြည့်အောင်ဘိက္ခဝေယံတို့ပုဏ္ဏစပရံတဖန်နောက်တစ်မျိုးကိုပြအောင်မယ်ဘိက္ခုယဟန်သည်အဘိက္ကန္တေရှေ့သို့ရွှေ့ရာ၌ပဋိက္ကန္တေနောက်သို့ဆုတ်ရာ၌ဒါအသေးဖွဲလေးတွေပြောတာခန္ဓာကိုယ်ကြီးထိုင်ပြီးဟိုနာတိုးပါအောင်ဆိုတိုးလိုက်ရတာရှေ့ရွှေ့တာနောက်ဆုတ်ပါအောင်ဆိုဆုတ်တဲ့အဆုတ်မျိုးခုနကလိုသွားတာမျိုးပြောတာမဟုတ်ဘူးထားကြတာနော်ရှေ့ရွှေ့နောက်ရွှေ့ရှေ့တိုးနောက်ဆုတ်လောက်တဲ့အချိန်လေးအဲ့တော့ကားတွေရှေ့တိုးနောက်ဆုတ်ကပိုအရေးကြီးတယ်ဘယ်လိုဆိုတိုက်ခုံလူလဲအဲ့ဒီရှေ့တိုးနောက်ဆုတ်ကအရေးကြီးတာပဲမဟုတ်ရင်တက်နေကုန်ရောဟိုတိုက်ဒီတိုက်တတ်တယ်ဟာမို့အဘိက္ခန္တေရှေ့သို့ရွှေ့ခြင်း၌ရှေ့သို့ရွှေ့တဲ့အခါမှာပဋိက္ခန္တေနောက်ဆုတ်တဲ့အခါမှာသံဇာနာကာရီဆင်ញင်တုံတရားဖြင့်ပြုလေရှိသည်ဟောတိဖြစ်အမတ်တမဲ့ရှေ့မရွှေ့ဘူးအမတ်တမဲ့နောက်မဆုတ်ဘူးအလုံးဟာတတိနဲ့ပဲလို့ဆိုလို့အမတ်တမဲ့လုံးလိုက်လို့ရေကြိုးကနေချော်လဲတာတို့ရှိတာပဲလေလူတွေမှာဒါကြအယိုးကျိုးသွားတယ်မတ်တမဲ့ဆိုရဒါဟိုသံဇာနာခါရီတတိနဲ့လုံးတယ်တတိနဲ့ပညာနဲ့စဉ်းစားတယ်ဒါတစ်ချက်အာလောကိတေရှေးတုန်းကအသုံးကရှေးရှုတူယူကြည့်ခြင်းတူယူဆိုတာရှစ်တဲ့ကြည့်တာပြောနော်ရှစ်တဲ့ကြည့်ရအခါ၌ဝီလောကိတေတစောင်းကြည့်ရအခါ၌တဲ့မကြည့်ဘူးစောင်းကြည့်လိုက်တာအဲ့ဒီအကြည့်နှမျိုးကယောဂီပုဂ္ဂိုလ်နဲ့တင့်လို့မော့ကြည့်တာတို့ငုံကြည့်တာတို့ဒီထဲမှာမထည့်ဘူးယောဂီပုဂ္ဂိုလ်ဆိုတာငုံလည်းမကြည့်နဲ့မော့လည်းမကြည့်နဲ့ပေါ့အဲ့ဒါကြောင့်မလို့ကျန်တဲ့အကြည့်တွေထည့်မထားဘူးနော်မော့ကြည့်တာလည်းထည့်မထားဘူးငုံကြည့်တာလည်းမထည့်မထားဘူးဒီအကြည့်လေးနှမျိုးကတော့အိန္ဒိယရတဲ့အကြည့်ဖြစ်သည့်အတွက်ကြောင့်အလောကိတေရှစ်တဲ့ကြည့်ရ၌ကြည့်ရအခါ၌ဝီလောကိတေစောင်းငဲ့ကြည့်ရအခါ၌တမ္ပဇာနာကာရီဆင်ញင်တုံတရားဖြင့်ပြုလုပ်လို့ရှိသည်ဟောဒီဖြစ်မတ်တမဲ့မကြည့်ဘူးတဲ့မတ်တမဲ့မကြည့်ဘူးတတိနဲ့ကြည့်တယ်ဆိုလိုတာကတတိနဲ့ပညာနဲ့ကြည့်တယ်ကြည့်သည့်အတွက်ကြောင့်ဘာဖြစ်လဲလို့ဆိုကြည့်တဲ့အခါမှာတခြားအာယုန်တွေမြင်တော့လောဘဖြစ်တာဒေါသဖြစ်တာဒါတွေမဖြစ်အောင်တတိနဲ့သွားနေတာမောဟဖြစ်လို့ရှိရင်လောဘလည်းလာမှာပဲဒေါသလည်းလာမှာပဲဒါဟုတ်ပညာနဲ့ကြည့်တယ်ပေါ့ပညာနဲ့ပဲလုပ်တယ်အသိပညာနဲ့ပဲလုပ်တယ်သမိန်စိတေပတာရိတေသမိန်စိတဆိုတာကွေးတာပတာရိတေဆိုတာဆန့်တာကွေးတယ်ဆန့်တယ်ဆိုတာလက်နဲ့ချီလက်ချီကွေးရအခါ၌ပတာရိတေလက်ချီဆန့်ရအခါ၌တမ္ပဇာနာကာရီအသိပညာဆင်ញင်တုံတရားဖြင့်ပြုလုပ်လို့ရှိသည်ဟောဒီဖြစ်ကွေးတဲ့အခါမှာလဲအသိပညာဖြင့်ကွေးတယ်ဆန့်တဲ့အခါမှာလဲပဲအသိပညာဖြင့်ဆန့်တယ်လို့ဒီလိုဆိုလိုတာတတိကိုလေ့ကျင့်နေတာတတိနဲ့ပညာဟာအရာရာမှာ
ဒီလှုပ်ရှားမှုလေးတွေနဲ့ပတ်သက်လာပြီးတော့အမတ်တမဲ့ဘာမှမလုပ်ဘူးလို့ပြောတာမစင်စားပဲဘာမှမလုပ်ဘူးလေ့ကျင့်ပေးနေတာတတိနဲ့ပညာတိုးတက်လာအောင်လေ့ကျင့်တဲ့အခန်းဒီလေ့ကျင့်တဲ့အခန်းလေ့ကျင့်ခန်းယူတာလူတွေကကျမ်းမာရေးအတွက်လူကကျမ်းမာခြင်းနဲ့အသက်ရှိခြင်းနဲ့ဆိုယောဂတော့သွားလေ့ကျင့်နော်ပြီးတော့ physical exercise တဲ့ weight တွေတက်လို့ဆိုပြီးတော့ weight ချဖို့လေ့ကျင့်အဲ့ဒါ weight ကတကယ်တက်နေတာကလောဘ weight တွေတက်တာနော်လောဘ weight တွေကတက်တာများတယ်အဲ့ဒီ weight ကြတော့ချဖို့မစင်စားဘူးဖြစ်နေတယ်အဲ့ဒီ weight ကမှပိုအရေးကြီးတာအဲ့ဒါနော်ခန္ဓာကိုယ် weight ကဒီလောက်ကြီးရေးကြည့်ဘူးဒါပေမဲ့လူကစိုးရိမ်တာအဲ့ဒီလောဘ weight ကိုမစိုးရိမ်လူခန္ဓာကိုယ်မှာတက်တဲ့ weight ပဲ body weight ပဲစိုးရိမ်နော် weight ချဖို့ပဲကြိုးစားဒါလည်း exercise လုပ်တဲ့သဘောပဲဟုတ်ပြီအဲ့ဒီမှာသမိန်စိတွေကိုယ်တဲ့အခါမှာပတာရိတွေဆန်တန်းတဲ့အခါမှာသာဝဇာနာကာရီပညာအစဉ်ချင်းဖြစ်ဆင်ခြင်တုံတရားဖြင့်ပြုလို့ရှိသည်ဟောဒီဖြစ်ကိုယ်ရာဆန္ဒကိုဆင်ခြင်တုံတရားနဲ့လုပ်တယ်တံဃာတိပတ္တစီဝရဓာရဏေတံဃာတိဆိုတာအဘောတင်တဲ့နှစ်ထပ်သင်္ကန်းကြီးပေါ့ယဟန်နေကြတော့ပတ္တဆိုတာတပိတ်စီဝရဆိုတာသင်္ကန်းဒါယဟန်နေအတွက်ကြဒီလိုလူတွေကြတော့တပည့်တို့အိုးခွဲပကံတို့အဝတ်အစားတို့ပေါ့နော်အိန္ဒိယနိုင်ငံမှာကတော့ဒီအဘောအပတ်ထာတာတွေဘာတွေနဲ့အမျိုးသမီးကြီးတွေဆိုစာရီကြီးတွေနဲ့ပေါ့နော်အဘောယုံနဲ့အောက်ကဝတ်ထာတာနဲ့ဒီနှစ်ထဲပဲရှိတာဟုတ်ရှေးတုန်းကဝတ်ပုံဝင်ကြီးကခါဝတ်ကတခုအဘောယုံပတ်ထာတာတခုဒါပဲရှိတယ်အခုတော့ဒီပုံစံကိုက်စွတ်ချလိုက်တာတွေဖြစ်လာတယ်ပေါ့အင်ကြီးတို့လုံကြီးတို့ဆိုတာအဲ့တော့အင်ကြီးတော့စွတ်ချလိုက်တာဟုတ်တယ်လုံကြီးကတော့ဒီဖြန့်ဝတ်ကြတယ်ဒါလည်းအခုပုံစံကြဖြစ်လာပြန်နော်ကောက်စွတ်ယုံနဲ့ပြီးတဲ့ဟာမျိုးတွေဖြစ်လာတယ်ပေါ့ဘာခေါ်လဲစကတ်ဆိုလားဘာဆိုလားအဲ့လိုတွေပေါ့နော်အဲ့ဒါတွေကိုဆိုလို့တယ်ဒီမှာယဟန်နေမဟုတ်လို့ရှိရင်တံဃာတိပတ္တစီဝရဓာရဏေအဝတ်စားအိုးခွဲပကံနော်အဝတ်စားဝတ်တဲ့အခါအိုးခွဲပကံကင်တဲ့အခါပကံခွဲရောက်ကင်တဲ့အခါဘူဖေးစားမယ်ဆိုလို့ရှိရင်လေလိမ်ပန်းကင်လာတာဒါပတ္တဓာရဏပဲအတူတူပဲတမ္ပဇာနာကာရီဆင်ញင်တုံတရားဖြင့်ပြုလို့ရှိသည်ဟောဒီဖြစ်အဲ့လိုမလုပ်ရင်လေဝတ်လွတ်ကြတာတွေပဲဖြစ်မှာပေါ့အများရန်တတိရှိတယ်ပညာရှိတယ်အသိပညာနဲ့တတိနဲ့တွဲဖက်ပြီးအလုပ်လုပ်နေတယ်လို့ဒီလိုဆိုတာနော်ဘယ်နေရာမှမလွတ်စေအောင်လုပ်ထားတာရှိအိုးတဲ့အခါမှာအိုးခွဲပကံကင်တဲ့အခါမှာစပကံခွဲရောက်ကင်တဲ့အခါမှာတမ္ပဇာနာကာရီဆင်ញင်တုံတရားဖြင့်ပြုလုပ်လို့ရှိသည်ဟောဒီဖြစ်ဒါအရေးကြီးတဲ့အချက်တွေတခါပြောလိုက်ပြန်တာနော်အစုံလိုက်သွားပြီးတော့ပြောထားတယ်အပိကံတေပဋိကံတေရတခုအာလောကိတေဝီလောကိတေရတခုသမိန်စိတေပတာရိတေရတခုတံဃာတိပတ္တစီဝရဓာရဏေရတခုဆို၄ခုရှိသွားနောက်တစ်အုပ်စုကအတိတေပိတေခာယိတေတာယိတေတမ္ပဇာနာကာရိဟောတိဒါတခုပု္ပ္ပာရပတ္တဝကာမေတမ္ပဇာနာကာရိဟောတိတချောင်းပိုက်ကတေထိတေနိသိနေသုတ်တေသာရိတေဘာတိတေတုံနိဘာဝေတမ္ပဇာနာကာရိဟောတိအလုံး9ဌာနရှိတယ်နော်9ဌာနလေ့ကျင့်ရမယ့်ဌာနတွေ9ဌာနအတိတေစားတဲ့အခါမှာပီတေတောက်တဲ့အခါမှာခာယိတေဝါတဲ့အခါမှာစားတာနဲ့ဝါတာဘာကွာလဲကျွတ်ဝါတာပေါ့နော်ခာယိတဆိုတာ
ဝါတဲ့အခါသမင်းစားတာတို့ဘာလို့တော့စားပေါ့မုံစားတာကြတော့မုံကျွတ်တွေပါတွေစားတာတို့ပဲလှော်တို့ကြဝါတယ်ပေါ့ခါရစ်တနော်အင်္ဂလိပ်စကားမှာလည်းခွဲထားလေချူးဆိုတာနော်ခွဲထားတာမဟုတ်လားစားတာရဲ့ဝါတာရဲ့ခွဲထားတာရှင်းတော့ကသင်တန်းပို့ချနေတဲ့ classroom ထဲမှာကျောင်းသားတွေကဆရာသင်တန်းပေးနေတဲ့အချိန်မှာပဲလော်ဝါနေတယ်လို့ပြောတယ်ပဲလော်ဝါနေတော့ဆရာကြီးကပြောတာတဲ့ if you want to chew go to zoo တဲ့ want to chew ဆိုရင် go to zoo ဟုတ်တယ်လေတိရစ္ဆာန်ရုံနဲ့ကောင်တွေဝါနာပဲ if you want to chew go to zoo အဲ့ဒီမှာအတိတေစားရအခါမှာပီတေတောက်ရအခါမှာခါရစ်တေဝါရရှေ့ကတော့ခဲတယ်လို့ခေါ်တယ်နော်ခဲပွဲဆိုတာခဲတယ်ဆိုတဲ့အဓိပ္ပာယ်ကခွေးကြိုက်လို့ခဲထားတာမျိုးနဲ့ရောနေမစုံလို့ဝါတာပဲခေါင်းတယ်နော်တာဣတေလရရအခါ၌တမ္ပဇာနာကာရီစဉ္ညတုံတရားဖြင့်ပြုလုပ်လေရှိသည်ဟောဒီဖြစ်အဖြစ်ဖြစ်စဉ္ညတုံတရားနဲ့ဒါတတိကိုဖော်မထားဘူးဒီမှာတတိပါနောက်တစ်ခုဥစ္စာရပတ္တဝကမ္မေသဘာဝတရားရဲ့နဲ့ပတ်သက်တာဥစ္စာရဆိုတာဥစ္စာရကမ္မဆိုတာဗမာပြည်မှာတော့ဟိုရင်ကြီးကြီးခေါ်တာပေါ့နော်အခင်းကြီးတဲ့အခင်းလေးလို့ခေါ်သေးတယ်အမျိုးမျိုးပေါ့လေသတ်မှတ်ထားတဲ့ဟာဥစ္စာရပတ္တဝကမ္မေအခင်းကြီးအခင်းလေးအမှု၌တမ္ပဇာနာကာရီစဉ္ညတုံတရားဖြင့်ပြုလုပ်လေရှိသည်ဟောဒီဖြစ်နောက်ဆုံးမှာအဲ့ဒီထီအောင်စဉ္ညတုံတရားနဲ့သွားတာပထမအိမ်သာတက်ခြင်းနဲ့စိတ်ဖြစ်တယ်ပေါ့နော်အဲ့ဒီစိတ်ကြောင့်ဖြစ်လာတဲ့ဝါယောဓာတ်ကနေတွန်းထုတ်တယ်ပေါ့ဒါတွေတွေးရမှာပဲပေါ့သဘာဝတရားနော်ငါဆိုတာပျောက်ဖို့သဘာဝတရားတွေပဲဖြစ်တယ်နောက်တစ်ခါဂတိသွားရအခါ၌ထိတေရရအခါ၌ဟိုလိုသွားလာတာကြီးမဟုတ်ဘူးဒါလည်းဣရိယာပုတော့ဣရိယာပုအသေးစားလေးတွေလို့ဆိုလို့နိသိနေထိုင်ရအခါ၌သုတ်တေအိပ်ရအခါ၌အိပ်ပြီးဆိုတဲ့အခါမှာအိပ်မပြောခင်လေးကိုဆိုလို့တယ်အိပ်ရအခါ၌မအိပ်ခင်ပေါ့သာဂရိတေအိပ်ရမှနိုးလာရအခါ၌နိုးလာရအခါမှာဘာတိတေစကားပြောရအခါမှာစကားပြောရအခါ၌တုံနိဘာဝေတိတ်တိတ်နေရအခါ၌ကုံရောစကားမပြောငုတ်တုတ်ထိုင်းနေလဲအဲ့ဒါတမ္ပဇာနာကာရီပဲဘာလို့ငုတ်တုတ်နေတာလဲနော်တောင်တွေးနောက်မြောက်တွေလားတမ္ပဇာနာကာရီစဉ္ညတုံတရားဖြင့်ပြုလုပ်လေရှိသည်ဟောဒီဖြစ်အလုံး9ဌာနတတိတမ္ပဇညာ၄ချက်မှုပေးထားတာ9ဌာနအဲ့ဒီလိုလေ့ကျင့်ပေးထားတာခန္ဓာကိုယ်နဲ့ပတ်သက်တယ်အသိပညာတွေအဲ့ဒီကယုတ်တရားနံတရားတွေကိုမှတ်မယ်ဒါကြောင့်မို့ဝိပဿနာကူးပြီဆိုတဲ့အခါမှာဣတိအစ္ဆတံဝါကာယေကာယ ानु ပတိဝေရတိဣတိဤသို့လင်အစ္ဆတံဝါကာယေမိမိအစ္ဆတကာယ၌ကာယ ानु ပတိကာယမှာလည်းပဲကာယ ानु ပတိကာယဟုဗမန်ရှုသည်ဖြစ်ဝေရတိနေပေရလားမြုပ်လိုက်ပြီဟိုအတိုင်းပဲဘိက္ခွေယံတို့ဧဝံပိခောဤနည်းဖြင့်လည်းပဲဘိက္ခုယဟန်သည်ကာယေကာယ၌ကာယ ानु ပတိကာယဟုဗမန်ရှုသည်ဖြစ်ဝေရတိနေတဲ့ဒါလည်းပဲဒါသူ့ဟာနဲ့သူအကုန်တရားထူးရတာတွေရှိပဲအကုန်ဝိပဿနာဖြစ်ပြီးတော့ဘယ်ကမ္မထာကစနောက်ဆုံးဒီရောက်သွားတာဆိုတာကိုပြသတာပေါ့နော်ကဲဒီနေရာမှာဒီမှာပဲအဆုံးသတ်ကြရအောင်